လန်းစာမှာလူစီနဲ့သူမရဲ့ကောလိပ်တငယ်ချင်းလေးယောက်ဟာကျောင်းပရပန်းဖြေဖို့တော့ဟောင်းရင်ညုံကိုရောက်လာကြပါတယ်ဒီစိတ်ကိုဆင်းရဲချက်မှာပဲသူတို့ကောင်းလေးတယောက်ကကားနဲ့ဆင်းနေလာကြုံနေရကိုတွေ့ရမှာပါကျောင်းရတာလာပါတဲ့ရှုခင်းတွေကိုကြည့်ရင်ကမ်းရည်ဆိုင်ကြီးစီကိုမောင်းနေလာတဲ့ဒီခီးစဉ်ဟာလူငယ်တွေတော့တကယ်ကိုပြောစရာကောင်းတဲ့စာပြေမှုတစ်ခုပါပဲနေပြန်ရောက်တဲ့အခါမှာတော့ညီမဖြစ်သူအေရင်ကအင်ပြန်လာကြာပြီဖြစ်တဲ့အမဖြစ်သူလူစီကိုစိတ်ကောက်ပြီးခန်းထဲမှာပဲအောင်းနေခဲ့ပါတယ်လူကြီးကညီမလေးကိုသွားချော့ဖို့အေရင်ရဲ့အခန်းထဲကိုဝင်လိုက်တဲ့အခါမှာတော့သူမတို့မိသားစုဝင်လို့ဖြစ်နေတဲ့ချီမတီမြောက်ဝင်ကြီးပန်ကိုအေရင်နဲ့အတူခန်းထဲမှာတွေ့လိုက်ရပါတယ်။ဘာအေရင်နဲ့သူစော်ကစားရင်ရှိနေကြတာပါ။လူကြီးကပန်ကိုမြင်လိုက်ရတဲ့အတွက်ရန်ဝမ်းသာသွားပြီးပန်တို့အမတ်တရလက်ဆောင်ဖြစ်ယူလာပြီးဝေါဝင်ရိုးလေးကိုပေးလိုက်ပါတယ်။ဘာဝေါဝင်ရိုးလေးကိုပတ်ထားပြီးရန်ကိုပြောရွှင်နေသူတို့တပ်ပလက်ကနေလည်းကျေးဇူးတင်ကြောင်းစားပြခဲ့ပါတယ်။လူကြီးရဲ့ဘာခင်အရန်ကတော့သကောင်းပြောနိုင်တဲ့သူတယောက်ဖြစ်တာကြောင့်ဘန်နဲ့ဆက်သွယ်တဲ့အခါဂျီအလန်ဒါမှမဟုတ်တပ်ပလက်ကိုပဲအသုံးပြုကြရပါတယ်။ဒါပေမဲ့ဒီပြော်တွေကညနေဆောင်မှလည်းရကျုပ်ခံလိုက်ရပါတယ်ဘန်ချန်နယ်ကိုခွေးယူယောဂဖို့ရှိတဲ့မူရွာတော်ခိုးဝင်ဘန်ကိုကတ်လိုက်တာကြောင့်ပါခွေးယူပြန်ယောဂရဲ့သဘောတော်အောကအုံနောက်ကိုဖျက်ဆီးနိုင်တာမို့ညင်မြမရဲ့ဘန်ရဲ့အုံနောက်တွေကိုဒီယောဂဖို့ရောက်သွားတဲ့အခါမှာတော့ဖြည်းဖြည်းနဲ့ရက်ဆက်တဲ့ဒေါ်ရန်ကြီးစားတွေနှိုးထလာမှာတော့ညနေစာစားတဲ့အချိန်မှာဘန်ရဲ့အပြုအမူတွေကစတင်ပြောင်းလဲလာပြီးရင်းကရင်ကြီးလာတဲ့ဘန်လူတွေကိုစတင်ရန်လုံးလာပါတယ်ဒါအောင်ပြောနိုင်တဲ့အတိုင်းဟာဘန်ရဲ့အချိန်တွေကိုစိုးရင်ကြီးနဲ့ကြည့်နေပေမဲ့ဘန်ဒီမကောင်းလို့ဖြစ်မှာပါဆိုပြီးသူခန်းထဲမှာပဲသွားနာခန့်လိုက်တာသူတို့အားလုံးအတွက်ကြီးမားဆုံးသောအမှားတစ်ခုဖြစ်သွားခဲ့ပါတယ်။ညတော့ပါလီလုံးနေတော့အချိန်မှာမိသားစုဆရာဝန်ကဘန်ကိုစစ်စစ်ဖို့အခန်းထဲဝင်သွားခဲ့ပေမဲ့ပြန်ထွက်မလာတော့ပါဘူး။ဒါဆရာဝန်ရဲဆက်ဆက်တိုက်ခိုက်တက်ဖြတ်ပြီးသွေးလေးလေးနဲ့အပြင်ကိုထွက်လာပါတယ်။ဘူမာတော့ဘန်အရင်ကချစ်ခဲ့ရတဲ့မိသားစုဝင်မဟုတ်တော့ပဲလူတွေကိုတယောက်ချင်းစီလမ်းနဲ့တိုက်ခိုက်နေတဲ့လူတော့ကောင်ကြီးဖြစ်နေပါပဲ။